20စာပေနယ်တွေကရတာခုနတစ်ဖက်နဲ့ပေါင်း20တိတိစာပေနယ်မှာကျင်လည်ခဲ့တဲ့ဝရဝတ္ထုဆောင်ပါလေးနဲ့တကယ်လေးတွေမျှဝေချင်ပါတယ်။စာမဂ္ဂဇင်းစနေပြည့်ထင်မဲ့မှာစက်တန်းဆုရွှေစိတ်ပညာဆိုတဲ့ကလောင်နဲ့ရေးဖွဲ့ထားတဲ့ဆောင်ပါတို့စိတ်ထားကောင်းများဖြင့်ဘဝခီးတောက်ဝဲရှိနေပါတယ်။လူသားပြည်သားလူသားတို့လူတိုင်းမရက်တည်ကြတာလူတို့ပြည်ရက်တည်ရတော့ရေးကြည့်တဲ့အရာတစ်ခုပြုလုပ်ပေးရအောင်အဲ့ဒီခုကတော့ကိုတောင်ကိုခြေပိုးတာပဲလူသားတိုင်းမှာတော့တောင်ဝင်ရှိနေကြတာပါပဲဒီဘတောင်ဆရာတောင်မိတ်ဆွေတောင်ဆွေမျိုးတောင်လောက်တောင်တိုင်းပြည်တောင်မှာကလူသားတိုင်းတောင်နဲ့မကင်းရအဲ့မကင်းတဲ့တောင်တွေကိုကျင်မြင်သမျှလူပိသနေမှာလူလောကကိုထီးကြံကအကြီးတန်နေတဲ့အရာကတော့ကိုတောင်ကိုခြေပိုးနေမှာတောင်မကျသူတောင်မသိသူများသမျှစီကံပြက်ပြီးပျက်စီးသွားကြတာပါတောင်ကိုတောင်မသိသမျှလူသားမပိသားလို့ဆိုနိုင်တာပေါ့တောင်ကျေဝန်ကလူဝချတောင်တိသူတောင်ကျေဝန်ကိုတွက်ပတ်ပါလာတဲ့အချင်းတစ်ခုကတော့နင့်နာခံနေချင်းတောင်ကျေဝန်တို့ကနင့်နာခံကလောက်ကင်ကိုယုံကြည်မှုရှိတဲ့ကြတယ်ယုံမကြည်ချီမကောင်းအကြောင်းကောင်းမှအကျိုးကလှယုံကြည်မှုဆိုတာကလည်းလူသားပြည်သားမှုပြသတဲ့လက်တွေ့နည်းဖြစ်တယ်တိုးတက်မြင်မာတဲ့ဘဝတစ်ခုတည်ဆောက်ရေးအတွက်အဓိကကြတဲ့အရာယုံကြည်မှုနဲ့ပတ်သက်ပြီးတော့နပိုလီယန်ဟေးပြောထားတဲ့စကားတစ်ခုရှိတယ်လူသားတို့တိုးတက်မှုတည်မတော်တဆဖြစ်ပေါ်လာခြင်းမဟုတ်သုံးတာယုံကြည်မှုရလက်ကြောင့်ဖြစ်သည်ယုံကြည်မှုရှိလူပိသားလေတောင်းကျေပုံလေလူပိသားလေယုံကြည်မှုတိုင်းကအလုံးနဲ့ပေါင်းစပ်နိုင်မှခင်ဗျာယုံကြည်မှုသက်သက်ပြည့်နေထိုင်ဘာမှမလုပ်သမျှဘာမှဖြစ်လာပတ်သားမိတဲ့စကားတစ်ခုရဆိုရင်ဘုရားလူတိုင်းရဲ့လက်ရှိစင်တန်းနဲ့စိတ်သဘောထားတွေဟာသူ့တွေးတောကြံစလောက်ကင်ဆောင်ရွက်ခဲ့တဲ့အလေးထားတိုင်းဖြစ်နေတတ်ပါလေလူတရားရဲ့ဘဝရှိရာသူ့ရဲ့ပြုမှုနေတိုင်းနဲ့အလေးထားပုံစံတိုင်းခံစား권ရှိတယ်လို့ဘောတသနာပြန်ရဆိုထားလူသားတိုင်းတောင်းကြည့်တောင်းသိခြင်းနဲ့တူတွက်ဖက်ပုံရမယ့်အရာတော့စိတ်ကရှိခြင်းစိတ်ကရှိနီလန်းသိပြီဆိုမှဘဝအောင်မြင်ဖို့စုပ်ကိုက်တယ်စိတ်ကနီလန်းနဲ့ဘဝကိုရင်ဆိုင်ရုန်းကန်သူအတွက်လောကဓာတ်တန်ချက်ခံနိုင်ရရှိလာတယ်လောကတရားကိုရဲရင်ရင်ဆိုင်နိုင်အတွက်ဆောက်တဲ့အဆောင်တော့ကောင်းမြင်စိတ်ထားပြီစိတ်ထားကောင်းမှအမြင်ကောင်းတို့ပြီးအပနိုင်မှာပေါ့သူတို့တော့ရေးကြည့်တဲ့ချက်ကခိုင်မှုသဘောထားပဲဆင်းရဲခြင်းကိုစမ်းနေသူကဆင်းရဲခြင်းကိုသတိမူပြီးတော့ဆင်းရဲတဲ့အကြောင်းကိုပြောတာတွေးတောပုံစံနဲ့လေးထားလို့ဖြစ်သုံးချစရာအတွက်လူတိုင်းနဲ့နိကတ်ရှိတဲ့ရာမိမိစိတ်ကိုသုံးချတဲ့ပညာပဲဖြစ်အဲ့အတွက်တိုးတက်လို့ဆိုရင်တိုးတက်တဲ့အလုပ်ကိုလုပ်ကင်နိုင်ရင်ကိုယ်တိုင်သိပြီးတိုးတက်တော့လူဖြစ်တောင်းကြည့်ပေးဖို့လိုတာပေါ့အဲ့လိုပါပဲစိတ်ထားကောင်းနေသာဘဝကိုတိဆောက်တင်တယ်ခက်ခဲမရှိတဲ့နေရာအဆန်းဆတိုးတက်မှုလို့နေပါလာတဲ့နေရာခက်ခဲတဲ့ဘဝတိုးတက်ရေးခွန်အားဖြစ်တယ်စိတ်ပိုင်းဆိုင်ရာပြင်းတဲ့မှုစွာတွေတိုးတက်တယ်ခက်နေသည်ကများခက်တာကများသာလူတွေတောင်းကြမှုထပ်ဆောင်ရတဲ့အကောင်းမှုကိုပြုလုပ်နေတယ်ငါအတွက်ဆိုတဲ့အရာကိုအားထားပြီးကိုကောင်းစမ်းနေတယ်ဖြစ်ဆုံးနှလုံးသားနဲ့ဆက်နေတဲ့အရာတခုကသနာချင်းဆိုတဲ့အရာတက်ကြော်ကနေဆိုတဲ့မကောင်းစိတ်အချမ်းစိတ်တွေဆွဲစားတော့ဝင်နေတယ်ဟာလည်းစကားနောက်ပြင်းပြက်လာတာကဲဒီစကားနောက်လူပြင်းနေချင်းဥသာပေးခြင်းတဲ့လူပိုင်းဆိုတဲ့ဥသာပေးရင်ဖတ်တာရှိတယ်မမကသုံးချမ်းရှိရပါလိမ့်ကိုယ်ပိုင်သိရှိတွေးကိုမမြင်နေတဲ့ညောက်ပေးတဲ့အတိုင်းသူပြောတဲ့အတိုင်းလုပ်ဆောင်လာတဲ့ကသိုးရတဲ့အရာတစ်ခုဖြစ်တယ်ပခုံးတစ်ဖက်ကြာခေါင်းပေါက်လာတဲ့လူသားတိုင်းမိမိကိုယ်ကိုအမဝေဖန်ပိုက်ချမ်းတယ်ဖြစ်ကျဆောင်ရွက်ပြီးတော့သာနာချင်းညတာချင်းဆိုတဲ့စိတ်ကောင်းနေတဲ့တမိုင်းကောင်းရေးထိုးနေပယ်တန်းကြောကျင်မှုတည်တည်ပြီးပေါင်းချင်းကြိုတန်းပြီးကြိုမိမိကြိုများပေါင်းတော့လုပ်ဆောင်ဘွားခီးတွေဆောက်လန်းတဲ့နေထိုင်ချင်းရှင်တန်ချင်းတို့မှာတော့ကာလာတွေလည်းကတ်လက်တာခေတ်ကာလအရာဆိုတော့စကားပြင်တာကိုယ်တိုင်မိုးကားရေတောက်မိခဲ့တယ်ကိုယ်တိုင်လည်းမိုးကားရေဆန်းရအမိုင်းလှလှရေးထိုးနိုင်တယ်ဆိုတော့ချိန်များစွာကျန်နေပါသေးတယ်ခုပင်စိတ်ကောင်းမွေးနေချိန်များစွာကျန်နေခုပင်ကောင်းတဲ့လုပ်ငန်းကိုလုပ်ကိုင်နေတာချိန်များစွာကျန်နေပါသေးတယ်ခုပင်အမမဝေဖန်ပိုင်းချမ်းတော့ဖြစ်ဖြစ်နေတယ်ဒါကြောင့်နေထိုင်တဲ့ရက်မြတ်တွင်စိတ်ထားကောင်းခြင်းစိတ်ကောင်းထားခြင်းနဲ့ဘွားခီး
6လမ်းတက်တဲ့သူစီစစ်နေ့20ပြတ်လာတဲ့စာပေနဲ့မှာဒီဖွဲ့ခဲ့တယ်အမှန်လေးအားလုံးစာပေချစ်စစ်နဲ့ဒီကြံကြစာပေကိုမြင်လို့ရတဲ့ဒီကြံတော့ဘာအားလုံးကို